ကကြဒီကမှာတော့ Google AI Studio မှာ Google ကနေအသစ်ထပ်ထပ်ပေးထားတဲ့ Text to Speech စာသားကနေအတန်ပြောင်းလဲတဲ့နေရာမှာဘယ်လောက်ထိစွမ်းဆောင်ရည်တွေပြောင်းလဲလာတယ်ဆိုတာကိုဒီနေ့ကျွန်တော်နဲ့အတူကြည့်လိုက်ကြမယ်နော်။အခုကတော့ Chrome ထဲကိုဝင်ပြီးတော့ Google AI Studio လို့ရိုက်ရှာလိုက်မယ်။အပေါ်မှာပေါ်လာတဲ့ website ထဲကိုဝင်လိုက်မယ်။ဒီနေရာမှာ Google account တစ်ခုနဲ့ကျွန်တော် login ဝင်ထားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ login ဝင်ပြီးတာဖြစ်တဲ့အတွက်ဒီပုံစံတိုင်းပေါ်လာတယ်။ဒီနေရာမှာသုံးလို့ရတဲ့ feature တွေအများကြီးရှိတယ်။ပုံတွေထုတ်လို့ရတယ်။ video တွေထုတ်လို့ရတယ်။ပြီးတော့ code တွေရေးခိုင်းလို့ရတယ်။ကျွန်တော်တို့က text to speech ကိုသွားမှာဖြစ်တဲ့အတွက် speak and music ထဲကိုဝင်လိုက်မယ်။ Okay ဒီလိုပေါ်လာပြီဆိုရင် Google ကအသစ်ထပ်ထည့်ပေးထားတဲ့ Gemini 3.1 Plus TTS ကိုတွေ့မှာဖြစ်ပါတယ်။ကျွန်တော်အဲ့ထက်ကိုဝင်လိုက်မယ်နော်။ Okay ဒီနေရာမှာကိုလိုချင်တဲ့အတန်နေအတန်ထကိုရွေးလို့ရမယ် voice over တွေအများကြီးရှိတယ်။အဲ့ဒီအတွက်ကြောင့် story movie တွေကိုဖန်တီးမဲ့လူတွေအနေနဲ့အရန်ကိုအရှံပြေမှာဖြစ်ပါတယ်။ Okay တော့ the 80s voice over ဆိုတဲ့အထက်ကိုကျွန်တော်ဝန်ဆန်းကြည့်လိုက်မယ်။ Okay ဒီနေရာကိုရောက်လာပြီဆိုရင်အပေါ်နာက sim ဆိုတဲ့နေရာမှာကိုဖန်တီးခိုင်းမဲ့အတန်ပုံစံမျိုးကထားပါတော့ကိုကတရေဇလန်နေဖန်တီးမယ်ဆိုရင်ဥပမာဒီတရေကဒီတောအုပ်ထဲမှာလားဒါမှမဟုတ်6ချားစရာကောင်းတဲ့အင်ကြီးထဲမှာလားဒီလိုပုံစံမျိုးကိုကျွန်တော်တို့ကခေါင်းစဉ်အနေနဲ့ဒီထက်မှာရေးထည့်လို့ရတယ်ဒီ simple content ဆိုတဲ့နေရာမှာကတော့ကျွန်တော်တို့ဖန်တီးခိုင်းတဲ့အတန်ကဘလို့အခြေအနေမျိုးမှာဘလို့အတန်ထွက်ပေးရမယ်ဆိုတဲ့ prompt ကိုကျွန်တော်တို့ရေးထည့်လို့ရတယ်ဥပမာကိုကသတင်းကြေညာပေးတဲ့ပုံစံမျိုးလားဒါမှမဟုတ်ကိုကတငယ်ချင်းအချင်းချင်းလျှို့ဝှက်စကားတွေပြောတဲ့အတန်ပုံစံမျိုးလားဒီထက်မှာ prompt အနေနဲ့ရေးထည့်လို့ရတယ်။ Okay ကျွန်တော်က6ချားစရာကောင်းတဲ့အတန်ကိုပြောခိုင်းမှာဖြစ်တဲ့အတွက်သူနဲ့သက်ဆိုင်တဲ့စကားလုံးလေးတွေကိုရေးထည့်လိုက်မယ်။ Okay လိုအပ်တဲ့စာသားတွေ prompt တွေထည့်ပြီးသွားပြီဆိုရင်အပေါ်ညာဘက်တောင်းတာက setting တဲကိုဝင်လိုက်မယ်။ Okay ဒီမှာပေါ်လာတဲ့ model setting ဆိုတဲ့နေရာကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်အတန်ရဲ့ temperature ကိုအတိုးအလျှော့လိုသလိုလုပ်လို့ရပါတယ်။ပြီးရင် speaker setting ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်။ဒီနေရာမှာလည်းအတန် setting တွေအများကြီးရှိပါသေးတယ်။ကျွန်တော်တို့ကိုကလစ်ရင်ကလစ်တတ်တယ်လို့အများကြီးဒီမှာပြောင်းလို့ရပါတယ်။ပိုက်ဆံပေးပြီးကလစ်ရတာမဟုတ်တဲ့အတွက်ကျွန်တော်တို့များများစမ်းပြီးတော့ကလစ်ကြည့်ဖို့အကြံပေးချင်ပါတယ်။ဒါမှလည်းဘယ်နေရာကတော့ဘာ setting ရှိတယ်ဆိုတာကျွန်တော်တို့သိမှာဖြစ်ပါတယ်။ဒီနေရာမှာလည်းရွေးလို့ရတဲ့အတန် design တွေအများကြီးရှိပါတယ်။ Okay ကျွန်တော်ဒီအတန် setting ကိုရွေးထည့်ကြည့်လိုက်မယ်နော်။ဒီမှာ current ဆိုတာပေါ်လာလို့ရှိရင်ကျွန်တော်တို့ရပါပြီနော်။ပေါ်နာကကြက်ချစ်ကက်ကိုနှိပ်ပြီးတော့နောက်ကိုပြန်သွားလိုက်မယ်။ Okay လိုအပ်တာတွေအကုန်လုံးကိုရွေးပြီးပြီဆိုရင်ညာဘက်အော်တိုနာလေးက run ဆိုတဲ့ clock ကိုတစ်ချက်နှိပ်ပြီးတော့စမ်းကြည့်လိုက်မယ်နည်းနည်းလေးကြော်လိုက်မယ်နော်မြန်အောင်လို့ Okay ဒီမှာအတန်ဖိုင်လေးရလာပါပြီစမ်းကြည့်လိုက်မယ်နော်တအိမ်လုံးမှာကျွန်တော်တယောက်တည်းရှိနေတာပါအိမ်မပြောတာနဲ့အခန်းထဲကမှန်ရှိမှခဏရပ်ပြီးမျက်နှာတက်လိုက်တယ်ရေအီးအီးနဲ့မျက်နှာတက်ပြီးလို့မှန်လေးကိုပြန်ကြည့်လိုက်တဲ့အခါကျွန်တော်ကြောရိုးတဲ့အထိစိတ်တက်သွားရလောက်အောင်ထိတ်လန့်သွားမိတယ်အတန်အနေထားအရင်အနွယ်ကတော့ကျွန်တော်တို့တော်တော်ကြီးကိုမိုက်တယ်နော်ကျွန်တော်လှုပ်ရှားသလိုလိုက်မလှုပ်ရှားဘူးသူကငိမ့်သက်စွာရက်နေပြီးကျွန်တော်ကိုစူးစိုက်ကြည့်နေတယ်ပြီးတော့သူကဖြည်းဖြည်းချင်းပါစက်ကြီးကိုဟာပြီးကျွန်တော်မပြုံးဝဲနဲ့သူကလိုက်ပြုံးပြနေတယ်အကြောက်တရားကြောင့်ကျွန်တော်နောက်ကိုခြေတလန့်ဆုပ်လိုက်တဲ့အချိန်မှာမှန်နေကအရေးကမှန်ပြင်းပေါ်ကိုလက်တင်ပြီးအပြင်ကိုထွက်လာဖို့ပြင်နေခဲ့ပြီ။ Okay ပြီးပြီဆိုရင်အောက်က download button လေးကိုနှိပ်ပြီးတော့စိတ်လိုက်လို့ရှိရင် file ထဲကိုရောက်သွားပါပြီ။အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။များများတာကလစ်ကြည့်ကြပါခင်ဗျာ။ဒီဗီဒီယိုကိုကြည့်ပြီးသွားပြီဆိုတော့ Google AI Studio က Text to Speech ကိုကောင်းကောင်းကြီးအသုံးချတတ်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။နားမလဲတဲ့အပိုင်းတွေမှရှိခဲ့ရင် comment မှာရေးပြီးတော့ရေးခဲ့နိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။